ဘယ်နိုင်ငံရောက်အဲ့လိုဆိုရင်ဘုန်းကြီးတို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတိုင်းရင်းသားတိုင်းမှာဝိမု ക്തി ယုဂခိအခွင့်အရေးရနိုင်တာမရနိုင်တာဝိမု ക്തി တရားကြီးအနှစ်ဆိုတဲ့တရားတွေကိုရသိတာလားမရသိတာလားခံစားတိုက်တယ်လားမခံစားတိုက်တာလားတကယ်ကိုခံစားတိုက်တယ်ခံစားရမယ်အကြောင်းတွေဘုန်းကြီးတို့မှာပြည့်စုံနေပြီနော်သို့တော့ခံစားရမယ်အကြောင်းတွေပါတော့လေးပဲဘုန်းကြီးတို့တရားဓမ္မတွေဟောအပေါင်းနဲ့မှားရင်ခံစားလို့ရပါမယ်ဒီနေရာမကြည့်နဲ့လေဟောအဇာတတရှင်မရင်ဒေဝဒဆရာနဲ့ပေါင်းတဲ့တော့ဝိမု ക്തി အရာတော်ခံစားနိုင်တဲ့ဘုရားပါတော်လေးပဲသူတို့ခံစားရတယ်မရကြပါမရကြပါနဲ့ဘာမှလို့လဲအပေါင်းနဲ့မှလို့ဘာမှလို့လဲအဲ့တော့ဒီနေ့ဘုန်းကြီးတို့လုပ်ပြီးတော်တော်ကကောင်းလို့အဲ့ဒီကဲ့သို့မြန်အပေါင်းနဲ့မှားရင်သိပဲသွားမလဲမရသွားမယ်ဟောယခုတော့ဘုန်းကြီးတို့တရားမှတွေဟောသဗ္ဗတိတတန်တိဝကလျာဏမိတ်ကြမိတ်ကောင်းဆွေကောင်းဆရာကောင်းသမားကောင်းတွေနဲ့ပေါင်းပေါင်းကြီးတွေဟောယခုဒီကာလမှတွေတခြားတရားနာရတာသစ္စာတရားနာရတာလားသိက္ခာထူးတယ်နော်သိက္ခာထူးတယ်နော်အဲကြောင့်မို့ကလျာဏမိတ်ကြအပေါင်းနဲ့ဒီကာလမှတွေကောင်းရေးကြည့်တယ်နော်အဲဒါကြောင့်မို့လို့သာသနာ2500ဒီဘက်ပိုင်းမှာလူဝဲလို့လာဖြစ်လာရင်ဝိမု ക്തി ယုဂခေတ်ကိုရောက်တဲ့အခါမှာတဲ့ဝိပဿနာတရားတွေထုံးကားလာနိုင်မယ်ဝိပဿနာတရားတွေထုံးကားတဲ့အခါမှာသူ့ဆရာနဲ့သူ့တကာနဲ့မှန်တော်လဲတဲ့တခါတလေကျတော့အငင်းပွားတဲ့ခါတွေနော်သူတရားကမှန်တယ်ငါတရားကမှန်တယ်တဲ့ပုရုသေတဲ့သဘာဝအငင်းမပွားဘူးလားဒါလောကသဘာဝပဲနော်အဲ့ဒီလိုလေအငင်းမပွားရောဒုယဟန္တာကြီးတစ်ပါးအမေးပြေလို့မယ်ဆိုတော့ယဟန္တာကြီးတစ်ပါးအမေးပြေလို့တဲ့တရားကိုတခါထပ်ပြီးမြတ်စွာဘုရားကိုလိုမြတ်ထပ်ဖြစ်ပြီးတော့လက်မှတ်ထိုးတဲ့အဓိပ္ပာယ်မရှိဘူးလားဒုတိယအမေးပြေလို့လားကယဟန္တာကြီးတစ်ပါးထပ်ပြီးတော့အတိမပြုတာကဖယားဒုတိယအရှင်မြတ်ကြီးသုံးပါးအတိမပြုတဲ့တရားကြီးဘုရားတရားဓမ္မတွေမမှန်တာလားမှန်တာလားအမှန်ကန်လို့တရားလို့သဘောပေါက်လိုက်တော့အဲ့ဒီတရားကြီးလုံးကြီးလို့မှတ်ကြောက်ခြင်းလို့ပဲနော်လူကြီးအဲ့ဒီတရားမှတ်ကြောက်လို့လူပြင်းရင်တဲ့ကဲသူယန္တာကြီးမှာအမေးပြေလို့အောင်လို့ကနံပါတ်1တရားဓမ္မတွေမေးဖို့မေးလိုက်ပြီဗျနံပါတ်1မေးဖို့မေးတာကတခြားမေးတာမဟုတ်ဘူးတဲ့ငါရှိတဲ့သာသနာဝင်လာတာငါရှင်ဘယ်သူကဝင်လာတာလဲသီလဝိသုဒ္ဓိသီလစင်ကြယ်ခြင်းတို့ကသာသနာဝင်လာတာလို့နံပါတ်1မေးဖို့မေးလိုက်ပြီတရားဓမ္မနံပါတ်1ဘာကိုမေးတာလဲသီလဝိသုဒ္ဓိသီလစင်ကြယ်ခြင်းတို့ကသာသနာမဟုတ်ပါဘူးတဲ့မဟုတ်ပါဘူးတဲ့ရှင်းပြီတော့သီလဝိသုဒ္ဓိဆိုတာသီလကိုစင်ကြယ်စေခြင်းလို့ကသာသနာဝင်လာတာဆိုတော့လောကံဗန်းနေမဟုတ်ဘူးတဲ့တို့ဒီသီလဝိသုဒ္ဓိဆိုတာဘုလို့တရားကလူမှသူသီလမရှိဘူးလားသာမဏေမှာတော့သာမဏေသီလယဟန်လေကိုသီလကိုကိုစင်ကြယ်စေခြင်းဘာဝိသုဒ္ဓိတို့ဒီသီလဒီတရားမှတွေပယ်လို့ရပါမလားပယ်လို့မရတော့လေငါကျင်သာသနာဝင်လာတာသီလဝိသုဒ္ဓိအလို့ငါသာသနာဝင်လာတာတော့ဆိုတော့နောဣတံဗန္တိမဟုတ်ပါဘူးခင်ဗျာတဲ့ပယ်လိုက်တယ်ဘာဖြစ်လို့ပယ်တာလဲဆိုဘုလို့တရားဓမ္မတွေသိဖို့အရေးမကြီးဘူးလားပရိစ္ဆေဒုက္ခတင်တော့အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဒါအလွတ်ကျက်ထားမှာနော်အဲ့ဒီပါဠိတော်လေးကြည့်လိုက်ရင်သီလတိဘာသင်္ခါရဒီနေ့ဆယ်ရပြည့်သွားပြီပရိစ္ဆေဒုက္ခနော်သီလတိဘာသင်္ခါရပုညပိသင်္ခါရပစ္စယရေဆိုပုညပိသင်္ခါရပစ္စယဝိညာဉ်ဘယ်ဝိညာဉ်သွားမလဲသီလဒီဘယ်ဝိညာဉ်ကျေစုပြုမယ်သုပတိဝိညာဉ်ရေပြောတာမှာဘယ်ဝိညာဉ်ကျေစုပြုမယ်သီလမရှိရင်ဘယ်ဝိညာဉ်ဒုပတိသီလမရှိရင်သီလရှိရင်တို့ပြည့်သီလတော့လည်းတင်းတယ်လို့ရပါမယ်ဒါကြောင့်ခွန်ကြီးတို့ယောဂီတို့ကိုမနေ့ကလည်းသင်ခဲ့တယ်နော်သီလလောက်ကတင်းတင်ကားဖြင့်လေးပါအပယ်လွတ်ပြီးကွယ်ဟုစိတ်ဝယ်ရှင်ပြအားရ၍လည်းမနေနဲ့သီလနဲ့တင်းတင်မနေနဲ့လို့ပြောတာရှင်းရှင်းလားကဲဆိုကြည့်သီလလောက်ကတင်းတင်ကားဖြင့်လေးပါအပယ်လွတ်ပြီးကွယ်ဟုစိတ်ဝယ်ရှင်ပြအာရ၍လည်းမနေနဲ့သီလနဲ့တင်းနေလို့ရပါသီလဒီတခြားသင်္ခါရပုံညာပြီးသင်္ခါရလားပုံညာပြီးသင်္ခါရပစ္စယဝိညာဉ်တခြားဝိညာဉ်လားသုခတိဝိညာဉ်လားသုခတိဝိညာဉ်မှာလူချမ်းသာနတ်ချမ်းသာရတော့လည်းပဲခ
ခန္ဓာရတော့တော့တခြားဖြစ်မှလားဥနာသေးလားအဲ့ဒါကြောင့်အဲ့ဒီလောက်ကလေးနဲ့သာသနာဝင်လာတာမဟုတ်ပါဘူးတဲ့လူဖြေလိုက်တယ်နော်ကဲဒီလိုဖြေရင်တဲ့ငါရှင်းတယ်ဒုတိယမိဘမိမယ်ဒုတိယမိဘနဲ့နော်ဒုတိယမိဘကစိတ်ကြဝိသုဒ္ဓိအလို့ကသာသနာဝင်လာတာလားတဲ့ဘာဝိသုဒ္ဓိဒုတိယကဘာမိတာလဲစိတ်တဝိသုဒ္ဓိလို့ကသာသနာဝင်လာတော့နောဟိတံဗန္တိတဲ့မဟုတ်ပါဘူးဗျာတဲ့ဟုတ်တယ်ပြောတာမဟုတ်ပြောတာလားစိတ်တဝိသုဒ္ဓိတော့ယောဂီတို့စိတ်စင်ကြယ်စေခြင်းအလို့ပါပေါ့စိတ်စင်ကြယ်စေခြင်းအလို့ပါဆိုတော့ခုယောဂီတို့တရားအထုတ်နေတဲ့ခါကျတော့စိတ်တွေမစင်ကြယ်ဘူးလားစင်ကြယ်ပါဗျာတရားအထုတ်နေတော့ဘာလဲစင်ကြယ်တာလဲဟုတ်တယ်ကိုယ်ကိုတရားထုတ်တယ်ဆိုတာကလျောင်းထိုင်ရပ်သွားအရိယဘုရားနဲ့ပါလေရက်တွေယောဂီတို့သင်ထားပြီရက်တွေလို့မသိဘူးလားရက်တံကိုရက်တယ်လို့သိနေရင်ခုနလောဘဒေါသမောဟကိလေသာစိတ်ကြီးလာသေးလားရက်တံကိုရက်တယ်လို့သိနေတာတခြားကသိရလားမဲ့နေတာသိတာဘုရားအဲ့ချိန်ကမှကိလေသာတွေအနာမကတော့စိတ်ကြီးမစင်ကြယ်ဘူးလားစင်ကြယ်နေတယ်စိတ်ကလေးတွေစင်ကြယ်နေတယ်နော်အဲ့ဒါသမထဘာလဲလဲဘုရင်ကြွားရင်ကြွားတယ်လို့သိလိုက်လမ်းရင်တန်းတယ်သိလိုက်ချရင်အဲ့လိုသိနေပြီဆိုရင်ဒီကမှကိလေသာတွေလာသေးလားဘုရင်အမူအရာနဲ့အမူအရာတွေကိုသိနေတာဒီချားကြောင့်သိတာလားတတိကြောင့်သိတာလားဘုရင်အဲ့ဒီတတိကြောင့်သိနေတော့ကြောင့်စိတ်ကလေးတွေမစင်ကြယ်ဘူးလားဘယ်လိုလဲစားတဲ့ခါမှလည်းဇုံလေးကိုင်းတာသိရင်ယူတာသိဝိုင်းဝါတာသိညွန်ယူတာသိမမှတ်ခိုင်းဘူးလားအဲ့လိုမှတ်သားတဲ့ခါကျတော့လောဘဒေါသမောဟတွေလာပြီလားမလာတော့အဲ့စိတ်ကြီးမစင်ကြယ်ဘူးလားစင်ကြယ်နေတော့ဘာဝိသုဒ္ဓိခေါ်လဲအဲ့ဒီစိတ်ကြဝိသုဒ္ဓိကိုဘုန်းကြီးတို့သင်္ခါရနဲ့ပြောတော့ဘာသင်္ခါရလဲဆိုရင်အာနန္တာဝိသင်္ခါရစိတ်ကြဝိသုဒ္ဓိဒီဘာသင်္ခါရအာနန္တာဝိသင်္ခါရကိုသမထာတဲ့ထည့်လိုက်ဘယ်ကိုထည့်ဘုန်းကြီးတို့တရားဓမ္မတွေသမထဒီအာနန္တာဝိသင်္ခါရဆိုတော့ပရိစ္ဆေကုပ္ပပါဠိတော်ကြည့်ကြည့်သင်္ခါရပစ္စယဝိညာဉ်သဝိုင်းကိုကြည့်လိုက်တော့ဟိုမှာအဝိဇ္ဇပစ္စယသင်္ခါရပစ္စယတခြားသင်္ခါရလားအာနန္ဒာပိသင်္ခါရအာနန္ဒာပိသင်္ခါရပစ္စယဝိညာဉ်ဘာဝိညာဉ်ဓမ္မဝိညာဉ်တခြားရတာလားခန္ဓာရခန္ဓာရတခြားရမှာလားအပေရအောင်မှာလားဒါကြောင့်မို့လို့စိတ်တဝိသုဒ္ဓိလောက်နဲ့ကျင့်တတ်ပြီးတော့မနေလို့ဒီအလို့ကသာသနာဝါဒမဟုတ်တော့ပါဘူးလို့ဒီမင်းကိုပယ်လိုက်ပါတယ်ယောဂီတို့ဘုန်းကြီးတရားဓမ္မတွေတမထနဲ့ကျင့်တဲ့လေးကိုတော်တော့ဘူးလို့ပြောတာလားမကျင့်တဲ့လို့ပြောတာကဲဒါနဲ့ဆိုလိုက်တမထလောက်သာတေကျင်ကဖြင့်လေးပါးပင်လွတ်တည်ွယ်ဖို့စိတ်ဝဲရှင်ပြအာရယူလည်းမနေနဲ့သမထနဲ့ကြည်လက်နေလို့ရပါအဲဒါကြောင့်သမထလို့လည်းသာသနာဝါဒမဟုတ်ပါဘူးနောဣတံဗန္တိဆိုပြီးဒါပေးလိုက်ပြန်ပြီတစ်ချက်ရှင်းပြီနော်အဲ့ဒါဘုန်းကြီးတရားဓမ္မတွေသမထမလုံးနဲ့ပြောတာလားမကြည်နဲ့ပြောတာလားသမထမပယ်ကောင်းဘူးနော်လို့ပါသူ့တော့အဲ့ဒါလေးနဲ့ကြည်နဲ့မနေနဲ့